ဒီနေ့တော့ခိုင်ချူကတစ်တီးနဲ့ပတ်သက်ပြီးတော့အခုမြန်မာနိုင်ငံမှာဆိုရင်အသီးနှံတွေကိုလေမှဲ့အောင်စိတ်ရည်နဲ့မှဲ့ကြတယ်။နဲ့ပြီးတော့အဲ့လိုရောင်းတာမျိုးတွေရှိရဲအဲ့တော့ဒီနိုင်ငံမှာတော့မြန်မာနိုင်ငံမှာတော့တေချာတားဆီးဖန်ဆီးပြီးတော့စစ်ဆေးနေတာတော့မသိဘူး။အခုအိန္ဒိယမှာတော့ဒီတစ်တီးတွေကိုအဲ့လိုမျိုးဓာတ်ရုပ်ဆေးသုံးပြီးတော့မှဲ့တဲ့အတွက်ကြောင့်ပေါ့နော်။သူတို့တွေလည်းဒီစိုးရိမ်နေကြတာပေါ့ပြည်သူတွေရဲ့စားသုံးတဲ့အတွက်ကြောင့်စိုးရိမ်နေတဲ့အတွက်ကြောင့်လည်းနှစ်ပတ်အတွင်းမှာဖြည့်ရှင်းမှုဆိုပြီးတော့သူတို့နိုင်ငံရဲ့ FDA ကနေပြီးတော့ညွှန်ကြားလိုက်တယ်တဲ့။အဲ့တော့ဒါအခုနောက်ပိုင်းဘလို့စေးရောတီထွင်အောင်လည်းမသိဘူး Hyderabad ဘဟုတရားရုံးကနေပြီးတော့သူကတရားသူကြီးတွေကတဲ့ Andhra Pradesh နဲ့သူကတီလန်ဂါနာမှာရှိတဲ့အစားအသောက်တွေနောက်ပြီးတော့ဒီစေဝါကုတ်ကဲဌာနတွေပေါ့နော်အဲ့ဒီဌာနတွေကိုသူကတာဝန်ပေးခဲ့တာ။နော်ဒီတတိတွေကိုတဘာဝအတိုင်းမဟုတ်ဘဲနဲ့သူက calcium carbide ကိုသုံးပြီးတော့မှဲ့ဖို့အတွက်ပြုလုပ်နေကြတာတဲ့။ဒါပြုလုပ်နေတာကိုတားမြစ်ဖို့အတွက်ပေါ့နော်နီလန်းနေတင်ပြဖို့ညွှန်ကြားထားတယ်။အဲ့တော့နှစ်ဖက်အတွင်းတင်ပြရမှာပေါ့နော်။အဓိကအဲ့လိုမျိုးဓာတ်ရုပ်ဆေးတွေကိုသုံးပြီးတော့အသီးနှံတွေကိုမှဲ့မယ်ဆိုရင်လူတွေကစားသုံးတဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတော့ကျန်းမာရေးထိခိုက်မယ်အထူးသဖြင့်ဝမ်းပြက်ဝမ်းလျှော်တွေဖြစ်တာတွေနောက်အန်နာတွေရင်ပူတာတွေလက်ချောင်းနာတာတွေပြီးတော့အသက်ရှူကျက်တာတွေမျက်စိပူတာတွေလည်းကြုံရနိုင်တယ်တဲ့အဲ့ဒီအတွက်ကြောင့်တို့ကခုနပြောတဲ့နီလန်ကိုမသုံးမဲနဲ့ပေါ့နော်ဘယ်နီလန်သုံးရင်အသီးနှံတွေမှဲ့နိုင်မလဲပေါ့ဒါကိုဖြည့်ရှင်းမှုအတွက်ကို FDA ကနေပြီးတော့ညွှန်ကြားထားတယ်တဲ့အဲ့တော့တို့နိုင်ငံမှာတော့ဒါဖြည့်ရှင်းမှုအတွက်တော့လုပ်နေပြီမြန်မာနိုင်ငံမှာလည်းရှိမှာပဲနော်အသီးနှံတွေအဲ့လိုမှဲ့အောင်လုပ်တာအဲ့တော့အသီးနှံစားရင်ကျန်းမာတယ်ဆိုပြီးတော့လူတွေများများစားကြတယ်ဒါပေမဲ့တကယ်အသီးနှံတွေကဒါအဲ့လိုမျိုးဓာတ်ရုပ်ဆေးတွေသုံးပြီးတော့မှဲ့မယ်အားလုံးလုံးမှဲ့မယ်ဆိုဒီအသီးနှံတွေလည်းကောင်းမှာမဟုတ်တော့ဘူးနော်အဲ့တော့ဓာတ်ရုပ်ဆေးဆိုတာတော့မသုံးတာတော့အကောင်းဆုံးပဲပေါ့နော်စီးပွားရေးသမားတွေလည်းတက်နိုင်သမျှမှဲ့မယ်နီလန်းတွေကအများကြီးရှိရပဲနော်အဲ့နီလန်းလေးတွေသုံးပြီးတော့ပဲတဘာဝအတိုင်းလေးတွေပဲရောင်းစေခြင်းနဲ့မဟုတ်ရင်ပြည်သူတွေကတော့တိမှာမဟုတ်ဘူးလေစားမိမှာပဲတတိချပြီးစားနေရတယ်လို့ဖြစ်နေနော်ဟုတ်တယ်နော်ဒီမှဲ့မဆိုရဲဒီစားမယ်ဆိုရဲဟာပေါ့နော်မှဲ့တာတော့စားခြင်းနဲ့ဒါပေမဲ့အကုန်လုံးမမှဲ့သေးဘူးလားဆိုပြီးရွေးနေမယ်စားဟိုပြည်သူတွေဘက်ကဝယ်တဲ့သူဘက်ကလည်းအဲ့လိုမျိုးပေါ့နော်နည်းနည်းလေးအဆင်ပြေတဲ့အနေထားတော့စားဒါမှမဟုတ်လို့ရှိရင်ရောင်းတဲ့သူတွေဘက်ကလည်းဒီဓာတ်ရုပ်ပြာစီးဝါးတွေဟိုတချို့ဆိုကြားဘူးလေဒီအပြင်ကလည်းအကုန်ပတ်လိုက်တာနဲ့အထက်ကမဲ့တော့အဲ့လိုစီသုံးမဲ့စားပေါ့နော်ဘာမှမသုံးမနဲ့ထားအစိမ့်ဆိုလည်းအစိမ့်မဲ့စားပေါ့လူလေးကပူစင်ပြီးမယ်ကြိုက်မဲ့တော့မှာပဲဟာနော်ဟုတ်တယ်တင်းနံနေစားရတာလဲနော်တကယ်လိုက်ပြီးတော့တေချာရွေးပြီးစားမှာပဲပေါ့နော်လို့မို့ဆိုရင်ဆေးတံနေနဲ့လူကကျန်းမာရေးအောင်ပို့ပြီးတော့ထိခိုက်တယ်နော်ဟုတ်တယ်ကဲဒီတစ်ခါပြောမယ့်အကြောင်းအရာကြတော့ဗာလဲဆိုတော့ဒီတရုတ်နိုင်ငံကပေါ့နော်သားမီးနှစ်ယောက်ကြောင့်ပြောမယ်တနာလဲတနာဖို့ကောင်းတယ်ဗာလဲဆိုတော့တရုတ်နိုင်ငံကျန်းစုပြည်နယ်အမျိုးသမီးကြီးတူသူဟာဆိုရင်သူ့ရဲ့သားဖြစ်သူရဲ့တူတီတော့သားဖြစ်သူရဲ့မင်္ဂလာဆောင်အတွက်ဆိုရင်မင်္ဂလာစရိတ်ပေါ့နော်အဲ့အတွက်ဆိုပြီးတော့လွန်ခဲ့တဲ့4နှစ်ကတည်းကသူကပတ်စံနေစုလာတာပတ်စံနေစုတော့သူကလည်းဗာလဲဆိုတော့အဲ့ပတ်စံတွေကိုသူကမြေကြီးထဲမှာတွင်းတူပြီးတော့စုလာဒီတော့မြေကြီးထဲမှာတွင်းတူပြီးစုတော့ဒါလွန်ခဲ့တဲ့4နှစ်ဆိုတော့အချိန်ကလည်းကြာခဲ့တာတကြောင်နောက်ပြီးတော့ဒီပေါ့နော်ဒီအမျိုးသမီးဖြစ်သူကလေသူကအသက်လည်းကြီးနေပြီဆိုတော့သူကမေ့တတ်တယ်ပေါ့နော်မေ့တတ်တော့အဲ့ဒီပတ်စံကိုလုံးဝမေ့နေတာသူစုလာပြီးတော့ပေါ့နော်ပတ်စံစုလာတော့လုံးဝမေ့နေတာဒီတော့သူ့ရဲ့သားဖြစ်သူရဲ့မင်္ဂလာဆောင်ပေါ့နော်ရောက်ဖို့အတွက်ရက်အနေငယ်အလိုလောက်မှာသူသွားပြီးတတိယမိတယ်သူပတ်စံနေအဲ့လိုမျိုးစုထားရပဲဆိုပြီးတတိယမိတော့သူ့သားဖြစ်သူနဲ့သူနဲ့ပေါ့နော်ဒီပတ်စံစုထားတဲ့မြေနေရာသွားတူးပြီးကျွန်းတူးပြီးတော့ကြည်လဲကြည်ရောဖြစ်ချင်တော့အဲ့ပတ်စံနေမှာ तू ကပတ်စံကိုမှကြွိနဲ့တေချာထုတ်ပြီးမြေကြီးထဲမှာထည့်တာဆိုပေမဲ့ဒီကြွိကပေါက်ပြေးပြီးတော့မြေကြီးကအဆူဓာတ်တွေနဲ့ပတ်စံနေအထဲမှာနူးဤပြီးပျော့ပြေးနေတာအဲ့လိုမျိုးတကယ်ဆွေးမြေ့နေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတာဒီတော့သားမင်းနှစ်ယောက်စိတ်မကောင်းဘူးပေါ့နော်မင်္ဂလာဆောင်အတွက်ကိုသူတို့အနေနဲ့သူ့သားလေးမင်္ဂလာဆောင်အတွက်ဆိုပြီးတော့သားမင်းနှစ်ယောက်စုခဲ့တဲ့ပတ်စံတွေကဒီလိုမျိုးဖြစ်ကုန်တာပေါ့နော်ဒီတော့အဲ့လိုဖြစ်လဲဖြစ်သွားတော့သူတို့ကဒီပေါ့နော်သူတို့ရဲ့ဘဏ်ကိုသွားရောက်ပြီးတော့အကူအညီတောင်းထားတယ်ပေါ့နော်ပတ်စံတွေကဘယ်လောက်ထိပမာဏများလဲဆိုရင်ရွမ်အားဖြစ်ဆိုရင်ရွမ်3သိန်းအဲ့ဒါဆိုရင်ရွမ်3သိန်းကဒေါ်လာနဲ့စမယ်ဆိုရင်သူကဒေါ်လာ16000လောက်ရှိတယ်အများကြီးပဲပေါ့နော်ဒီတော့ဒီပတ်စံတွေကသုံးလို့မရအောင်အဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့နော်သူတို့တွေလည်းတော်တော်လေးစိတ်မကောင်းဖြစ်နေရပေါ့နော်ဒီတော့ဘဏ်ကိုသွားပြီးတော့သူကတော့အကူအညီတောင်းထားတယ်ဘဏ်မှာကျတော့ဒီပတ်စံတွေကိုတချို့ပတ်စံတွေအပြည့်ကြီးဆိုလဲပြီးရလေဒါပေမဲ့အခုဟာဒီပတ်စံတွေကမြေကြီးထဲမှာလုံးဝဆွေးမြေ့နေတာတကယ်မြေကြီးအခဲလိုမျိုးကြီးဖြစ်နေတာဆိုတော့ဘဏ်ကတာဝန်ရှိသူတူကတော့ပြောထားတယ်ဒီပတ်စံတွေသူတို့ဘဏ်ကနေပြီးလက်ခံဖို့အတွက်တော့မဖြစ်နိုင်တဲ့လောက်ဖြစ်နေရဲဆိုပြီးပြောထားတယ်ဒုက္ခပဲသူကဘယ်လောက်စုခဲ့ရတာဟုတ်တယ်နော်ဟိုကြည့်အောင်အဲ့ချိန်မှာမိခင်တတာကြောင့်ညာရိုက်လိုက်ရမှာအဲ့လိုဖြစ်ရှင်မိခင်တတာလည်းဒီလိုမျိုးစုဆောင်းနေဆိုတာမြေကြီးထဲမှာစုဆောင်းနေဆိုတာမဖြစ်သင့်ဘူးလေနော်ရွှေတွေပါလေဆိုရင်မြေကြီးထဲမှာအိုးနဲ့တွင်းတူပြီးမြုပ်တာကိစ္စမရှိသေးဘူးတခြားတိုင်းတော့လာလုံုံတဲ့နေရာမှာနော်ဟုတ်တယ်ဒီငွေဆွဲကူဆိုတာဟိုဒီမြေကြီးကအဆိုဓာတ်နဲ့ဒီလိုမျိုးဖြစ်မှာဆွေးသွားမှာပဲလေနော်သူကလည်းဒီစုပေးခြင်းနဲ့စိတ်တခုပဲရှိခဲ့တယ်ထမကြီးကဘာမှသိမသိပဲနဲ့
ကဲဒါဆိုရင်ဒီခါမှာကြတော့ဆိုမှအဆိုတော်မင်းသမီးပေါက်စာလေးအကြောင်းပြောအောင်မယ်သူနာမည်ကဒီစန်ဒါရာဆိုတဲ့ဒီမင်းသမီးပေါက်စာလေးပေါ့နော်အဲ့တော့မင်းသမီးပေါက်စာလေးတွေအဆိုတော်ပေါက်စာလေးတွေကြုံတွေ့ရတဲ့ဝေဖန်မှုပြဿနာပေါ့နော်ဒါမြန်မာနိုင်ငံမှာဆိုရင်လည်းရှိတာပဲအနေနဲ့အများတော့ဒါလူတွေကတော့အကောင်းတာပြောတာရှိတယ်မကောင်းတာပြောတာရှိတယ်စကြည့်ပြီဆိုတာနဲ့ဒါမကောင်းတာအရင်လားဟုတ်တယ်ပုတ်ခတ်တာပေါ့ပြောရမယ်ဆိုနော်ပုတ်ခတ်တာမျိုးပေါ့အဲ့တော့ပုတ်ခတ်တယ်ဆိုတာကလည်းတချို့တွေကြောင့်လည်းပုတ်ခတ်ခြင်းလို့တသက်ပုတ်ခတ်တာရှိတယ်ဒါပေမဲ့တချို့တွေကြောင့်လည်းအဲ့လိုပုတ်ခတ်တဲ့သူရဲ့စကားအမှန်ထင်ပြီးတော့ထင်အောင်ထမနဲ့လိုက်ပုတ်ခတ်တာမျိုးရှိတယ်အခုဆိုရင်လည်းဒီမှာအဲ့ဆိုတော့မင်းသမီးပေါက်စဇန်ဒါရာဆိုတဲ့အမျိုးသမီးလေးပေါ့နော်သူဟာဆိုရင်လည်းသူ့ရဲ့မိဘတွေကိုဟိုကနော်အကြီးတန်းနေဆိုပြီးလိုက်ပြီးကဲ့ရတာအဲ့တော့သူကကြတော့ဒါအခုမင်းသမီးပေါက်စဆိုတော့ပေါက်စလေးဖြစ်နေပြီဖြစ်နေတဲ့ခါမှာသူပရိသတ်တွေကလည်းအားပေးတဲ့အောင်အားပေးရဲ့အချိန်မှာသူ့ကိုနာမည်ဖျက်ချင်တဲ့အတွက်သူ့မိဘနှစ်ပါးပေါ့နော်သူ့မိဘနှစ်ပါးနဲ့သူနဲ့ပွဲကိုတက်ရောက်လာတဲ့အချိန်ပေါ့နော်ပွဲတက်ရောက်လာတဲ့မိဘနှစ်ပါးရဲ့ဓာတ်ပုံအဟောင်းတစ်ပုံအဲ့ဓာတ်ပုံကိုတဲ့ဒီလူမှုမီဒီယာဒီ website ပေါ့ဥမာ Facebook တို့ Twitter တို့လိုမျိုးပေါ့အဲ့ဒီ website တွေပေါ့တင်ပြီးတော့ဒီလိုမျိုးဆွဲဆောင်မှုမရှိတဲ့လင်မယားနှစ်ယောက်ကမွေးဖွားလာခဲ့တယ်ပေါ့နော်စန္ဒရာတကယ်ဆွဲဆောင်မှုမရှိတဲ့လူတစ်ယောက်ပဲအမျိုးသမီးတစ်ယောက်ပဲဆိုပြီးတော့သူကရေးထားတာအဲ့ပြောရမယ်ဆိုကျန်းတန်းဝေဖန်ထားလို့ပြောလို့ရတာပေါ့နော်မိဘနဲ့ဟိုအဲ့လိုမျိုးရှင်ပြီးတော့မပြောသင့်ဘူးအဲ့ဒါပြောတာထားပါတော့ကိုရိုင်းကဟဲသူဒီမင်းသမီးကတော့အသားညိုလိုက်တာဒီမင်းသမီးကတော့ဟိုစပင်ပါလိုက်တာဒီလိုပြောတာမျိုးထက်ဆိုင်ထားဖို့ဆိုရတယ်ပေါ့နော်သူမိဘနှစ်ပါးတော့သွားပြီးတော့ပုတ်ခတ်တယ်အဲ့တော့ဒီမှာဆိုရင် तू ကဒီပေါ့နော်ဒီလိုမျိုးပဲသူ့ရဲ့အဲ့ဒီလိုမျိုးတင်းတဲ့ post ရဲ့အောက်မှာဆိုလို့ရှိရင်လည်းဘယ်လို comment တွေရေးလဲဆိုတော့ဟိုဘလို့လူမျိုးတွေရေးနိုင်တဲ့ comment လေးတော့မသိဘူးပေါ့နော်ဒီလိုမျိုးမိဘနှစ်ပါးတာတဲ့ကိုမိဘတွေဖြစ်ခဲ့ရင်တော့တဲ့တေးမှာပဲဆိုပြီးတော့ရေးတဲ့သူကလည်းရှိသေးတယ်တကယ်တော့ဘလို့မိဘပဲမွေးလေးကိုဒီလောက်ထိကောင်းမွန်အောင်လို့ပြုစုစောင့်ရှောက်နိုင်ခဲ့လို့ကိုကအခုချိန်မှာဆိုတော့မန်သမီးပေါက်စားဖြစ်လာနေနိုင်တာဒါကိုသူများတွေကလူပုတ်ခတ်ပြီးရေးကြရဲတဲ့ဒါပေမဲ့ခုနပြောသလိုပဲပေါ့နော်ဒီစန္ဒရာကကြတော့ဒီဘာပြန်ပြောလဲဆိုတော့သူ့ရဲ့ဟို social media ကနေပြီးတော့သူပြန်ဖြည့်ရှင်းထားတယ်အဲ့ဒါပါလဲဆိုတော့ကျမမိဘတွေရဲ့ရုပ်ရည်ကိုတဲ့အဲ့ဒီလောက်တောင်မှပဲစိတ်ဝင်စားနေကြလားတဲ့သူတို့မိဘဆိုရတဲ့ကဘာပေါ်မှာအတ္တမရှိဆုံးကိုယ့်ပေါ်မှာအတ္တမရှိဆုံးလူသားနှစ်ဦးပဲပေါ့နော်အဲ့လိုလဲပြောထားတယ်ပြီးတော့သူတို့ကတဲ့တသက်လုံးနဲ့ဟိုတချို့လူတွေလိုပရာဟိတတွေလုပ်ပြီးတော့ Twitter ပေါ်မှာပေါ့နော်သူများခါတွေမိဘတွေကိုစော်ကားတယ်လို့မျိုးအရေးမပါတဲ့အသေးအဖွဲကိစ္စတွေကိုကျမမိဘတွေကမလုပ်ကြပါဘူးတဲ့ပြီးတော့ဟိုသူတို့တွေကတဲ့ညံသွေးနှိမ်ပါတဲ့သူတွေကိုစာသင်ပေးနေကြတဲ့တကယ်ကိုဂုဏ်ရှိတယ်ပေါ့နော်ဒီဟိုဆရာတွေဆရာမတွေပါပေါ့ဒါကြောင့်မို့လို့ကျောင်းဆရာအလုပ်ဟာဆိုရင်တိတ်တော့လည်းအရေးမပါဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်တဲ့ဒါပေမဲ့တကယ်ပဲဟိုဂုဏ်ရှိတဲ့အလုပ်ပါပေါ့နော်ဒါကြောင့်မို့လို့အခုလိုမျိုးမကောင်းတာတွေထိုင်ပြီးတော့ Twitter ကနေပြီးတော့ပြောနေမယ်အစားပေါ့နော်ဟိုအနီးနားမှာရှိတဲ့ဆရာတယောက်ကိုကျေးဇူးတင်စွာနဲ့ကိုယ့်ကိုလည်းပညာသင်ပေးခဲ့တာပဲပေါ့ကျေးဇူးတင်စွာနဲ့ပွေ့ဖက်လိုက်ပါတဲ့ပြီးတော့ဟိုစာမကျင်ကျောင်းစာအုပ်တွေပြန်ဖက်လိုက်ပါဆိုပြီးတော့သူကပြောထားသေးတယ်ဟုတ်တယ်နော်သူကတကယ်ဖြည့်ရှင်းတတ်တယ်မမရဲနဲ့ဖြည့်တာနော်ဟုတ်တယ်အဲ့ဒါမရဲလည်းသူပြန်ပြောတာမဟုတ်ဘူးဒါဟိုအတူယူရမယ်နော်အမှုညာလောကသားကောင်လိုမျိုးလေးသူကဖြည့်ထားတယ်ဖြည့်ထားပြီးတော့သူကဗာပြောသေးလဲဆိုတော့အဲ့လိုဖြည့်ထားတဲ့ခါမှာပေါ့နော်သူ့ဘက်ကနေပြီးတော့ရှိရပရိသတ်တွေလည်းရှိရနောက်တစ်ခုကဗာလဲဆိုအဲ့လိုပဲတစ်ချိန်တုန်းကသူပေါ့နော်မင်းသမီးပေါင်းစဘဝတုန်းကပွဲကိုတက်ရောက်လာတဲ့ခါမှာသူကကြစ်ဆက်ပြီးအရှိကြီးကြစ်လာတာကိုဒီပေါ့နော်မီဒီယာတစ်ခုကရုပ်သံတင်ဆက်သူတဦးဖြစ်တဲ့ဘယ်သူလဲဆိုတော့ဂျူလီယာနာရန်စစ်ဆိုတဲ့အမျိုးသမီးတဦးပေါ့နော်သူကကြတော့အဲ့ဒီကြစ်ဆက်မျိုးသွားပြီးတော့ကဲ့ရဲ့တဲ့ပုံစံမျိုးလှောင်ပြောင်တရော်တဲ့ပုံစံမျိုးနဲ့မိကုန်းမှာမေးလိုက်တယ်ပေါ့အဲ့တုန်းကဆိုရင်လေသူကဒီလိုမျိုးပဲပပနဲ့သူ့ရဲ့လူမှုကွန်ရက်ကနေပြန်ဖြည့်ရှင်းတဲ့အခါမှာအဲ့ဒီအစီအစဉ်တင်ဆက်သူကတဲ့သူ့ကိုပြန်ပြီးတော့တရားဝင်တောင်းပန်ရတယ်ဆိုပြီးတော့ပြောထားတယ်တော်တယ်နော်အဲ့တော့နော်ဒါပါပဲသူ့ရဲ့အရေးချင်းပေါ့နော်သူဒါပေါ့ပနဲ့ပြန်ပြီးဖြည့်နိုင်တာပေါ့ဟုတ်တယ်ဒါလည်းသူပညာတတ်မိဘတွေကမေးဖွားဒါမွေးဖွားလာတဲ့အတွက်ကြောင့်ပြန်ပြီးတော့ပညာရှိဖြည့်နိုင်တာနော်ဟုတ်တယ်ဟိုသူဖြေတာကတော့တကယ်ကောင်းတယ်နော်ဘာနဲ့ဖြေတာလဲနောက်ပြီးတော့အဓိကလည်းအဲ့လိုမျိုးအနုပညာရှင်တွေနာမည်လေးရခါစားဆိုရင်နောက်ပြီးတော့တက်သစ္စာလေးဖြစ်နေလူတစ်တန်းမှာဖြစ်နေတဲ့အတွက်ကြောင့်အဲ့လိုမျိုးလေးဟိုပုတ်ခတ်ခြင်းတဲ့သူတွေကတော့အများကြီးပဲပေါ့နော်အဲ့တန်တွေကတော့တော်တော်အနုပညာရှင်တိုင်းတော့တော်တော်များခံစားခဲ့ရမှာအဲ့ဒါမျိုးပေါ့နော်အဲ့ခေတ်မှာကိုယ့်ရဲ့ခံယူချက်ကမပြောင်းလဲဖို့ပဲအရေးကြီးတယ်ဒီအချိန်မှာ तू ကအဲ့လိုသူ့မိဘတွေကိုပုတ်ခတ်လိုက်တဲ့အခါမှာဆိုရင်ရှက်ပြီးတော့သူ့မိဘတွေကို तू ကသွားပြီးတော့အပြစ်မပြောတဲ့အပြင်အဲ့လိုမျိုးပေါ့နော်ပြန်ပြီးသူ့မိဘတွေကဘလို့ဆိုတာပြန်ကာဝေးပြောရဲဆိုတော့တကယ်သမီးလိမ့်ပါလိမ့်ပဲနော်ဒါပေမဲ့ဖြေတတ်ဖို့ကလည်းအရေးကြီးရနော်ပြိသက်ချစ်အောင် तू ဖြေတတ်တာဟုတ်တယ်ကဲဒါဆိုရင်တော့ဒီသတင်းတွေဆုံးသွားပြီခဏနားကြမယ်နော်ခဏနေပြိသက်တွေအတွက်အလှပရဲ့အကြောင်းအရာလေးပြောပြပေးဖို့ပြန်လာခဲ့ပါမယ်ရှင်